မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ထမိန်ရင်ပုံးနေနဲ့ထိုင်မသိန်းနေမှာတုံးချလို့ရတဲ့ကနုတ်ဆွဲနည်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဆွဲနည်းအကြံပြင်းလေးကိုပဲပြပေးသွားပါမယ်နော်ဆွဲနည်းလေးကိုတော့စကေးနဲ့အချိုးနဲ့ပေါ့နော်မပြပြီးတော့ပါဘူးရှင်ဘာလို့လဲဆိုတော့ပိတ်စပေါ်မှာဆွဲရတဲ့ခါကြလို့ရှင်ကိုလိုချင်တဲ့ site အနေထားတနေရာနဲ့တနေရာမတူဘူးဆိုတော့လေတမင်သက်စကေးနဲ့မဆွဲပြတော့ပါဘူးနော်fabric ပေါ်မှာဆွဲတဲ့ခါကြလို့ရှင်လေပေကွေးတို့စဝိုင်းတို့နဲ့ဆွဲလို့ရပါတယ်အဲ့ဒါဆိုလို့ရှင်တော့ညီညီလေးတဲ့ထွက်မယ်အကွေးကောက်လေးလည်းလှလှလေးထွက်ပါမယ်နော်ဒါလေးရတော့ကနုတ်ကနေအခြေခံပြီးဆွဲလို့ရတဲ့အလွယ်ဆုံးနည်းလမ်းလေးတွေက10မျိုးပါရှင်အကြီးဆွဲရင်အချိန်ကြီးပိုများပြီးတော့ဗီဒီယိုမဆက်မှာဆိုလို့လေအားကြောင့်မို့တေးသေးလေးပဲဆွဲပြီးတော့ဗီဒီယိုအတူလေးကိုပဲချုပ်ပြီးတင်ပေးလိုက်ပါတယ်နော်ဒီဟာလေးကိုပဲအကြမ်းမြင်ဆွဲပြထားတာဆိုတော့လေမညီမညာဖြစ်တာလေးနဲ့မတက်ရတာလေးတော့သိခံပေးကြပါရှင်idea အသစ်တွေနဲ့ sequence တွေထိုးပြီးတော့ဝင်ဝင်များရှာနိုင်ကြပါစေရှင်အားလုံးပဲ bye